ပြီးတော့ကျွန်တော်ကဒီအစာအုပ်တစ်ခုကပေါ့နော်သူ့ရဲ့ဒီ external dynamic ပေါ့နော် line အားကိုတုံ့ပြန်တဲ့နေရာမှာဒီ equation ကိုကြည့်ပြီးတော့ကျွန်တော်ကအချက်3ချက်ထွက်လာတယ်ပေါ့နော်ပထမဆုံး case A ကပါလဲဆိုတော့ဒီကျွန်တော်ကဒီပေါ့နော်ဒီ dynamic အဓိကဒီ equation မှာလောက်တာဒီ dynamic magnifier ဆိုတဲ့ကောင်ကအလုပ်လုပ်တာပြီးတော့ကြောင့်မလို့ဒီ omega bar ပေါ့နော်အပြင်ကနေလာတွန်းတဲ့အစာအုပ်ရဲ့ဒီ frequency ဒီဘာလို့ဆိုတော့ဒီ neutral အစာအုပ်ရဲ့ဒီ neutral frequency ထဲငယ်တဲ့ case ပေါ့နော်အဲ့လိုငယ်ပြီဆိုရင်ဘာဖြစ်လဲဆိုတော့ဘာလဲဆိုတော့ဗျာဒီ omega bar ပိုင်း omega ဒီငယ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလဲဆိုတော့maybe ပေါ့နော်သူက0နားအထိကတ်သွားမယ်ပေါ့0နားအထိကတ်သွားမယ်ဆိုရင်ဒီ equation မှာဆိုရင်1 minus 0 square ဆိုတော့ဒီမှာ1ရမယ်ပေါ့နော်အဲ့တော့ဒီ dynamic magnifier က1ပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကstatic ကိုပေါ့နော်1နဲ့ပဲမြောက်တော့ဘာမှ GD အစာအုပ်က static တိုင်းပဲသွားနေရဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော်ပြောနေတာကဒီomega ပေါ့နော် external force ရဲ့ဒီ frequency ကတအားနည်းတဲ့အခါမှာဘာလို့ဆိုတော့ကျွန်တော်ကဒီအပြင်လက်တွေ့နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ကဒီပကတ်ပေါ့နော်ခလေးပကတ်ကိုဖြည်းဖြည်းလေးတွန်းနေတော့ပဲဘာမှတိတ်ပြီးတော့ဒီဖြည်းဖြည်းလေးပဲသွားနေမှာပေါ့နော်ဘာမှ dynamic effect တွေတိတ်ပြီးတော့မရှိဒါက case အဲ့တော့ဒီ case ကဘာလဲဆိုတော့ကျွန်တော်တို့ပေါ့နော်စာအုပ်တွေမှာအများဆုံးတွေ့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ case B ကဘာလို့ဆိုတော့ဒါကျွန်တော်တို့အားလုံးဘာလို့ဆိုတော့ဒီစာအုပ်တွေမှာကတော့လုံးဝကြောက်ရတဲ့အဆိုးအဝါဆုံးဖြစ်တဲ့omega bar က omega နဲ့ညီနေတဲ့ case ပဲအဲ့တော့ omega bar က omega နဲ့ညီနေတဲ့အခါမှာဘာဖြစ်လဲဆိုတော့ပေါ့နော်သူဒီညီနေတာဖြစ်တဲ့အတွက်ကြောင့်မို့တော့ဒီမှာ1 minus omega bar ညီနေတော့1ပေါ့နော်အဲ့တော့1 square ဆိုတော့သူဒီမှာအောက်ကဒီ0ဖြစ်တော့1/0အဲ့တော့1/0ဆိုရင်သူကဘာကိုဥတည်လာဆိုတော့သူဒီ infinity ကိုတွားပြီးဥတည်တယ်ပေါ့နော်ပြောချင်တာကဒီ magnifier ဒီ infinity ထိတက်သွားတဲ့အခါမှာဘာလို့ဆိုတော့သူ့ရဲ့ infinity နဲ့ပေါ့နော်ဒီအရှိရ static ကိုမျှောက်နေတယ်လို့ဖြစ်တော့ပြောချင်တာကကျွန်တော်ကဗျာဒီပကတ်ကိုပေါ့နော်ပကတ်ကိုသူ့ရင်းနဲ့အရှိန်နဲ့ကျွန်တော်တို့ကသူ့ကိုကွက်တိကြအောင်နောက်ကနေတွန်းပေးနိုင်မယ်ဆိုရင်ဒီပကတ်ဒီအမြင့်ဆုံးပေါ့နော်ထပ်ဆင်တက်သွားမှာဒါကကျွန်တော်ပကတ်လွှဲဖို့ရင်သိရပေါ့နော်တားဖြည်းဖြည်းတွန်းရင်မရွေ့ဘူးဒါပေမဲ့သူ့ရဲ့အရှိန်နဲ့ပေါ့နော် return ကြအောင်တွန်းနိုင်မယ်ဆိုရင်ပကတ်ကြီးတွေဟိုးအမြင့်ဆုံးထိသူရောက်သွားမှာเนาะအဲ့လိုပုံစံမျိုးပဲအစာအုပ်သူကဒီအစာအုပ်ရဲ့ဒီ frequency နဲ့သူဘာလဲဆိုတော့ဒီပေါ့နော်အပြင်ကလာတော့တဲ့ frequency ပေါ့နော်တူနေတဲ့အခါမှာသူဒီအစာအုပ်ကိုထပ်ဆင်ပေါ့နော်တွန်းနေတယ်လို့မျိုးပကတ်ကိုလွှဲနေတယ်လို့မျိုးဖြစ်တယ်ဖြစ်တော့ဘာလို့ဆိုတော့ဒီအစာအုပ်ဒီဘာလဲဆိုတော့ neutral frequency တဲ့အခါမှာအဲ့ဒါကိုကျွန်တော်က resonant effect လို့ခေါ်တယ် resonant resonant effect လို့ခေါ်တယ်အဲ့ကမှာအဆောက်ကိုလုံးဝကိုပေါ့နော်အဆောက်ဒီပြိုကျသွားနိုင်တယ်အဲ့ဒီ effect ပေါ့နော်ဒီကတော့သူက infinity magnifier ဖြစ်သွားတဲ့အခါမှာသူဒီတပြေးပြေးအမြင့်ဆုံးကိုရောက်ပြီးတော့အဆောက်ဆိုတပြေးပြေးပေါ့နော်display တိုင်းများပြီးတော့ပြိုကျသွားနိုင်တယ်ပေါ့အဲ့လို case ပေါ့နော်ဒါကကျွန်တော်တို့အဆောက်တွေမှာလုံးဝအဆိုးအဆုံးဖြစ်တဲ့ case B resonant effect လို့ခေါ်တယ်case C ကကြတော့ဘာလို့ဆိုတော့ဒီ omega bar ဒီ omega တဲ့ကြီးတဲ့ case ပေါ့နော်ကြီးတဲ့ case ကကြတော့ဆိုတော့သူကပိုင်းရှည်ကဘာလို့ဆိုတော့ဒီပေါ့နော်ဒီ omega bar ကကြီးနေတဲ့အခါမှာသူကဘာထွက်မှာလဲဆိုတော့ maybe 100တက်ပေါ့ဗျာ1 minus ဒီမှာကကိန်းကနိုင်တစ်ခုအကြီးတစ်ခုထွက်လာမှာပေါ့နော် maybe ထားပါ10ပဲထွက်လာမယ် maybe ထားတာအဲ့ဒါဆိုရင်သူကဒီမှာအနှုတ်ကနိုင်ထွက်လာမှာပေါ့နော်အနှုတ်ကြီးထွက်လာခါမှာဒီအနှုတ်ကအရှိအကောင်ကိုသွားပြီးတော့မြှောက်တယ်ဆိုရင်သူကဘာလို့ဆိုတော့ဒီတဖြည်းဖြည်းminus တွေထွက်ကုန်တာပေါ့နော် minus ထွက်တယ်ဆိုတော့ပြောနေတာကအနှုတ်ကြီးဖြစ်ပြီးတော့သူ့ရဲ့ဒီ magnifier တန်ဖိုးက0နားထိကတ်သွားရဆိုတော့တိတ်ပဲအဲ့တော့ပြောနေတာက0နားထိကတ်တယ်ဆိုတာကဒီစာအုပ်ဒီဘာလို့ဆိုတော့ဒီဘောနော် oscillate မဖြစ်ဘဲနဲ့တုံခါမှုမရှိဘဲနဲ့ငြိမ်နေတယ်ဆိုတော့အနေထားဖြစ်သွားအဲ့တော့ omega bar ကတအားများတဲ့အခါမှာစာအုပ်ကလုံးဝမလှုပ်ဘဲနဲ့ငြိမ်နေဘာလို့လဲဆိုတော့ကျွန်တော်ဗျာဥပမာတစ်ခုပြပါပေါ့နော်ကျွန်တော်ကဒီတော့ကိုကျိုးနဲ့ခြီပြီးတော့လက်ကိုဖြည်းဖြည်းလေးလှုပ်နေเนาะသူကဒီလက်လှုပ်တဲ့အတိုင်းကြော်လေးကရဲနေမှာပေါ့နော်ဒါပေမဲ့လက်ကိုတအားမြင်လှုပ်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့သူကဒီတော့ကလက်နောက်ကိုမလိုက်နိုင်တော့ဘဲနဲ့ပေါ့နော်သူကဒီအလဲမှာငြိမ်နေတယ်လို့ဖြစ်တယ်ပေါ့နော်အဲ့ဒါကဘာလို့ဆိုတော့သူ့ရဲ့ဒီအပြင်ကလာတဲ့ဒီ frequency ကတအားများတဲ့ခါမှာသူကဘယ်ဟိုပေါ့နော်လက်ကဘယ်ဟိုရွေးမလို့တော့လိုက်ရွေးမလို့ပဲရှိသေးတယ်လက်ကညောင်ရောက်သွားပြီသူကပေါ့နော်အဲ့လိုမျိုးပေါ့နော်ဘယ်မှရွေးလို့မရတော့ဘဲနဲ့အလဲမှာတင်ဒီကတော့သူ့ရဲ့ဒီ inertia ပေါ့ကြာ inertia ကြောင့်သူက frequency ကများတဲ့ခါမှာအဲ့ဒီပေါ့နော်တက်ရောက်တဲ့ဒီ frequency နောက်ကိုမလိုက်နိုင်ဘဲနဲ့သူကအလဲမှာနေရက်နေတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ကျိုးနဲ့မြန်လှုပ်ရင်အဲ့တော့နောက်ကိုမလိုက်ဘဲနဲ့ငြိမ်နေတူမျိုးပဲအဲ့ပုံစံကပမာလဲဆိုတော့ကျွန်တော်တို့ဒီအခုသုံးနေတဲ့ base isolator တွေပေါ့နော် isolator တွေမှာဆိုရင်သူကဘာလို့တာလဲဆိုတော့သူ့ရဲ့ဒီ step net ကို short လိုက်တော့ step net ကို short တဲ့အခါမှာဒီ omega ဆိုတာကဘာလို့ frequency ဆိုတာကk/m
ပြောချင်တာကသူ့ရဲ့ဒီအစာအုပ်ရဲ့ natural frequency ကို short လိုက်တာပေါ့နော် short လိုက်တဲ့အခါမှာအပြင်ကလာတော့နေဒီဟိုငလင်ဆိုရင်ငလင်ရဲ့ frequency ကများနေတဲ့အခါမှာဒီဘေဒင်ကပေါ့နော်ဟိုငလင်နောက်ကိုသူကမလိုက်နိုင်ပဲငြိမ်ကြံနေတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ KCD ဗာလဲဆိုတော့ base isolate တိုင်းမှာသုံးတာ case A ဆိုရဲဒီငယ်တဲ့ပုံစံကကြတော့ဘယ်မှာသုံးတာဆိုတော့ကျွန်တော်တို့ဒီ case A ပေါ့နော် case A မှာဆိုရင်သူကဒီရိုးအစာအုပ်တွေပေါ့နော်ရိုးအစာအုပ်တွေကတော့အများတန်းသူက natural frequency နည်းတော့သူကဖြည်းဖြည်းချင်းသွားနေမယ်case B ကတော့ကျွန်တော်တို့လုံးဝဖြစ်လို့မရတယ်ဒီပေါ့နော် omega bar နဲ့ omega နဲ့တူတာသူဒီ resonance effect လို့ခေါ်ရပါပေါ့နော်အဲ့တော့ okay အဲ့ပြီးတော့ကျွန်တော်တို့ဆက်သွားမယ်